ဒီနားလေးမှာပဲ အဖေပြောတော့ဖေပြောတော့ဖော်ဘူးဆိုင်ဆိုကပြောရေးဆိုင်အဲ့မှာဘယ်မှာတော့ ဒီနားလေးမှာပဲလမ်းလိုက်တာ ဒီနေ့မေးကြအောင်လေ အေးမေးကြရအေးအဲ့ဒီမှာငါဟိုလေဖော်တစ်ခါတော့ဖော်ရောင်းနေချမ်းမြိုင်တိုင်းပဲတန်းနေမသိ ဟောချမ်းမြရေးဆိုင်ဩဖော်ရပါရောင်းနေဆိုင်ပြောလား ဟုတ်တယ်အဲ့ဒီမှာဒီညွှန်မေးပါအောင်လို့ဦးလေးတော့ခါရောက်နေပါ ဒီကနေပြီးတော့တထက်လေးသွားလိုက်တထက်လေးသွားလိုက်ပြီးတော့ညာဘက်ကိုချိုးလိုက် ချိုးပြီး ချိုးပြီးဒဲလေးသွားလိုက်အောင် သွားပြီး သွားပြီးတော့အဲ့နားမှာတက်စီတိုင်းကြီးတွေ့ရပါ ဟုတ်ဘာလို့လာချီဒီလာတတိဆက်ကြလားငါတို့မလည်းစဉ်းစားအောင်လေ ချော်ပါဘာရဲ့တက်ကြီးနေပြီးတော့အဲ့တက်စီတိုင်းနေပြီးဘယ်ဘက်ကိုချိုးလိုက်တွန်းလေးတွေ့လိမ့်မယ် တွေ့ပြီသားကြီး အဲ့တွေ့ပြီလားတွေ့ပြီလားနဲ့မွေးငါးတိုင်းတွေ့မှာဘာကြီးကိုဘိုက်ဆောင်မှာမဟုတ်လား အခုမှမနဲ့တာတော့တပီအခုမှစားလာတာဟိုအဲ့မွေးငါဘာလို့မှာတော့ဘာလို့က ဘာရဲ့စိတ်ချော်ပါမွေးငါးတိုင်းကြီးကနေပြီး ပြီးရောဆက်ရောက်ပြီလား ညာဘက်ကိုပြန်ကွေ့လိုက်ကိုလမ်းဖြောင်းကြီးရိုင်းသွားလိုက်ဆိုတော့ခေါ်တိုင်းကြီးတွေ့လိမ့်မယ်ခေါ်တိုင်းကြီး ဒီကမှာရင်းနေဟေးခုမှမနဲ့တာစားလာတော့တမီးရ အဖေအားကြလုံး ချမ်းမြရေးဆိုင်ကိုပြောတာ ကောင်းတိုင်းဆိုင်ဘာဖိုက်ရလဲ ချမ်းမြရေးဆိုင်ပြောတော့မှအခုကတော့ ပြဘာကြီးနေစိတ်ချော် အလူလုံးမလို့ ဖြောင်းကြီးကနေရွက်ကိုချိုးကွေ့လိုက်တာဒီမမျိုးဆိုင်ရောက်ပြီချက်ဆိုင်ဆိုင် လာသားနာဒီကလေးမှာငါတို့လူကြီးကိုလာနှောင်းနေသေးရဲ့ခုကဖော့မလို့လာတာဟုတ် လာ